ဇလန်ကတော့ရဲတိုက်ခေါမှုပေါ်မှာမျက်နှာဖုံးဆွလူတယောက်ခိုးဝင်မှုစောင့်ဆိုင်နေတာနဲ့စတင်ထားပါတယ်။ဒါပေမဲ့သူမလှုပ်ရှားခင်မှာပဲသူ့နောက်ကနေတယောက်စောင့်ကြည့်နေတာကိုရိပ်မိသွားပါတယ်။လှည့်ကြည့်လိုက်တဲ့အခါမှာတော့တော်ဝင်ရဲတိုက်ရဲ့မျှော်စင်ထက်မှမတက်ရက်ပြီးသူ့ကိုစိုက်ကြည့်နေတဲ့စပင်းအနှက်ရောင်နဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရပါတယ်။ဒီမျက်နှာဖုံးဆွလူဟာချက်ချင်းပဲကြောချမ်းသွားပြီးဒီကောင်လေးဟာလည်းသူ့လိုပဲလူသက်သမားတယောက်ဖြစ်မယ်လို့ထင်မှတ်လိုက်ပါတယ်။ဒါပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာတော့သူဟာကဘာကျော်လူသက်သမားတယောက်ဖြစ်နေတာကိုသိသွားပါတယ်။လွမြောက်ဖို့လမ်းမရှိတော့တာကိုသိသွားတဲ့မျက်နှာဖုံးဆွလူဟာအသက်ရှင်ဖို့အတွက်တိုက်ခိုက်ဖို့အဆုံးဖြတ်လိုက်ပြီးသူ့ရဲ့တန်ချွန်တွေကိုကောင်လေးစီကိုပြစ်လွှတ်လိုက်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလူသက်သမားလေးကတော့လျင်မြန်လွန်လာပြီးအဲ့ဒီတိုက်ခိုက်မှုတွေကိုအလွယ်တကူပဲရှောင်တိန်ပြစ်လိုက်ပါတယ်။မျက်နှာဖုံးဆွလူဟာသူ့ရဲ့ဓမြောင်ကိုထုတ်ပြီးတစ်ချက်ထဲနဲ့အဆုံးသတ်ဖို့စူးစမ်းခဲ့ပေမဲ့လည်းကောင်လေးကတော့သူ့ရဲ့ဓာတ်နဲ့ပဲအချိန်ကိုက်တားဆီးနိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာခေါင်းမိုးထက်မှအပြင်းထန်တိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့ကောင်လေးကပြိုင်ပွဲရဲ့လက်နက်ကိုလင်းမြန်စွာပဲအလွတ်ချွတ်ပစ်လိုက်နိုင်ခဲ့ပါတယ်။မျက်နှာဖုံးဆွလူကထပ်ပြီးတိုက်ခိုက်ဖို့ကျူးစားပေမဲ့ကောင်လေးကတော့သူ့နောက်ကိုချက်ချင်းရောက်သွားခဲ့ပါပြီ။စွမ်းအားချင်းကွာခြားလွန်တာကြောင့်မျက်နှာဖုံးဆွလူဟာစွန့်ရင်ထိတ်လန့်သွားပြီးသူ့မှာရှိသမျှအစွမ်းတွေနဲ့အသေးအတန်တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့လည်းကောင်လေးကတော့အေးအေးဆေးဆေးပဲကာကွယ်နိုင်ခဲ့ပြီးဖနက်သေးကဝက်ထားနဲ့တိုက်ခိုက်တာကိုတော့တားဆီးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့မျက်နှာဖုံးဆွလူဟာဘာမှမတက်နိုင်တော့ပဲလက်နဲ့ချလိုက်ရပြီးကောင်လေးကတော့သူ့ကိုအပြတ်ရှင်းပစ်လိုက်ပါတော့တယ်။နောက်ဆုံးမှာတော့ပြိုင်ပွဲကွယ်လွန်သွားပြီးကောင်လေးရဲ့အောင်ပွဲနဲ့ပဲအဆုံးသတ်သွားခဲ့ပါတယ်။အတားအဆီးတွေမရှိတော့တဲ့နောက်မှာတော့လူသက်သမားလေးဟာသူတက်ရမယ့်ပြစ်မှတ်ရှိရာအခန်းထဲကိုဝင်ရောက်လာပြီးအိပ်ပျော်နေတဲ့လူကြီးကိုအေးအေးဆေးဆေးပဲဓာတ်နဲ့ထိုးပြီးအဆုံးသတ်လိုက်ပါတော့တယ်။တကယ်တော့လွန်ခဲ့တဲ့အချိန်ငယ်ကဒီကြောက်စရာကောင်းတဲ့လူသက်သမားဟာဂျပန်နိုင်ငံကအကီရာလို့အမည်ရတဲ့အထက်တန်းကျောင်းသားလေးတယောက်ဖြစ်ခဲ့ပြီးသူဟာတငယ်ချင်းမရှိဘဲတယောက်တည်းနေတတ်တဲ့သူဖြစ်ပါတယ်။တနေ့မှာတော့အတန်းထဲမှာထူးဆန်းတဲ့အလင်းတန်းတစ်ခုပေါ်လာပြီးကီရာနဲ့သူ့ရဲ့အတန်းဖော်တွေအားလုံးဟာတခြားကဘာတစ်ခုကတော်ဝင်နန်းတော်ကြီးတွေကိုရုတ်တရက်ရောက်ရှိသွားကြပါတော့တယ်။သူတို့အားလုံးထိတ်လန့်နေကြစင်မှာပဲမော်စရာကြီးတယောက်နဲ့အတူဘီရင်ကြီးနဲ့မင်းသမီးတို့ရောက်ရှိလာပြီးသူတို့ကိုတခြားကဘာကနေမော်ခန်းနာနဲ့ခေါ်ယူလိုက်တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဘရင်ကြီးကသူတို့ရဲ့လူသားနိုင်ငံဟာနတ်ဆိုးတွေရဲ့တိုက်ခိုက်မှုကိုခံနေရတာကြောင့်သူတို့ကိုကယ်တင်ပေးမဲ့သူရဲကောင်းတယောက်လိုအပ်နေလို့ခေါ်ယူခဲ့ရတာဖြစ်ကြောင်းတောင်းဆိုခဲ့ပါတယ်။ပြီးနောက်မော်စရာကြီးကသူရဲကောင်းကိုရှာဖွေဖို့အတွက်အားလုံးကိုဖန်လုံးပေါ်လက်တင်ပြီးအစွမ်းတွေကိုစမ်းသပ်ခိုင်းပါတယ်။ပထမဆုံးစမ်းသပ်တဲ့သူကတော့တရိတ်ဆန်ထင်းချောင်းသူအစဉ်ပဲရရှိခဲ့ပါတယ်။ကျောင်းသားတွေတယောက်ပြီးတယောက်စမ်းသပ်ကြပြီးကာကွယ်ရေးမှုတွေမော်စရာတွေနဲ့ကုသရေးသမားတွေဖြစ်လာကြပါတယ်။အကီရာရဲ့အလဲမှာတော့သူ့ရဲ့အစွမ်းတွေကအားလုံးထက်10ဆလောက်တာလွန်နေတာကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့အားလုံးရဲ့အချစ်တော်စာတို့ဟာအစွမ်းထက်ဆုံးဖြစ်တဲ့သူရဲကောင်းအဖြစ်သတ်မှတ်ခံရပြီးသူ့ရဲ့အစွမ်းကတော့တာမန်လူတွေထက်2ဆလောက်တာလွန်နေတာဖြစ်ပါတယ်။ဒါပေမဲ့အကီရာရဲ့အစွမ်းကတော့သူရဲ့ကောင်းစာတို့ထက်တောင်2ဆလောက်ပိုများနေတာကြောင့်သူဟာတခုခုမှားယွင်းနေပြီဆိုတာသိသွားပြီးသူ့ရဲ့အစွမ်းမှန်ကိုအားလုံးကိုမပြဘဲလျှို့ဝှက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။စမ်းသပ်မှုတွေပြီးဆုံးသွားတဲ့နောက်မှာတော့သူတို့ကိုအခန်းတွေစီပို့ဆောင်ပေးခဲ့ပါတယ်။လမ်းမှာအကီရာဟာသူတို့ကိုစောင့်ကြည့်နေတဲ့ကင်မရာတွေကိုသတိပြုမိသွားပြီးသူ့ရဲ့ကိုပြောင်မော်အစွမ်းနဲ့ခိုးထွက်ခဲ့ပါတယ်။သူဟာလူသက်သမားဝစ်စုံကိုဝစ်ဆင်ပြီးရဲတိုက်ဝါရန်တာကနေတဆင့်အပြင်ကိုထွက်လာခဲ့ပါတယ်။ဒီကဘာတဲ့အကြောင်းပိုပြီးသိရှိနိုင်ဖို့အတွက်အကီရာဟာရဲတိုက်ခေါမှုပေါ်ကိုလျင်မြန်စွာပဲခိုးဝင်သွားပါတော့တယ်။အကီရာကဘရင်ကြီးရဲ့အလုတ်ခန်းထဲအထိတိတ်တဆိတ်ခိုးဝင်သွားပြီးမင်းသမီးနဲ့ဘရင်ကြီးတို့ရဲ့လျှို့ဝှက်စကားဝိုင်းကိုခိုးနားထောင်လိုက်ပါတယ်။မင်းသမီးကတခြားကဘာကလူတွေဟာဘာမှလည်းမသိစွမ်းအားလည်းမရှိတော့မို့ဘာပြဿနာမှမရှိနိုင်ဘူးလို့ယုံကြည်ချက်အပြည့်နဲ့ပြောပြပါတယ်။အကီရာကတော့သူ့ရဲ့ကိုပြောင်မော်စွမ်းအားကြောင့်ဘရင်ကြီးရဲ့ဘေးနားမှာရနေပေမဲ့ဘယ်သူမှမမြင်နိုင်ပါဘူး။သူကတော့အားလုံးကိုအကဲခတ်ကြည့်နေပါတယ်။နောက်တနေ့မနက်မှာတော့အကီရာဟာသူ့ရဲ့အတန်းဖော်ရီနဲ့အတူမနက်စာစားပွဲဝိုင်းမှာထိုင်နေပြီးအတန်းဖော်ရီကတော့ပျော်ပျော်ရွှင်ရွှင်ရှိနေကြပါတယ်။စာတူကသူတို့အားလုံးပို့ပြီးတန်မာလာကြပြီဖြစ်လို့ဒီကဘာကလူတွေကိုကူညီပေးပြီးနတ်ဆိုးဘရင်ကိုတိုက်ထုတ်ဖို့အားလုံးကိုတိုက်တွန်းလိုက်ပါတယ်။ဒါပေမဲ့အကီရာကတော့သူတို့တွေဟာဘရင်နဲ့မင်းသမီးကိုမဟာမိတ်တွေလို့ထင်နေကြတဲ့ဥတူတူတွေပဲလို့တွေးပြီးမုန်းကိုပဲဆက်စားနေပါတယ်။မနက်စာစားပြီးတဲ့နောက်ကျောင်းသားတွေအားလုံးလေ့ကျင့်ရေးကွင်းထဲမှာစုဝေးနေကြပြီးတက်မှုကြီးစာရန်ကသူ့ကိုယ်သူမိတ်ဆက်ပြီးလမ်းညွှန်ပေးပါတယ်။အားလုံးကအကောင်းဆုံးစူးစမ်းသွားမယ်လို့တက်ကြွအော်ဟစ်လိုက်ကြပြီးအကီရာကတော့ကွင်းမြင်ရဲ့တနေရာကနေငြိမ်ငြိမ်လေးစောင့်ကြည့်နေပါတယ်။အကီရာဟာသတင်းအချက်လက်အသစ်တွေရဖို့အတွက်တယောက်တည်းထွက်လာခဲ့ပေမဲ့မမျှော်လင့်ပဲတက်မှုစာရန်ကသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။စာရန်ကသူ့မှာအပူချိန်တွေကိုခွဲခြားမြင်နိုင်တဲ့မျက်လုံးထူးရှိတာကြောင့်အကီရာရှိနေတာကိုကောင်းကောင်းမြင်နေရတာလို့ရှင်းပြပါတယ်။အကီရာကချက်ချင်းသတိထားပြီးဓာတ်ကိုကိုင်းလိုက်ပေမဲ့စာရန်ကသူ့ကိုဘရင်စီသွားတိုင်ဖို့အစီအစဉ်မရှိဘူးလို့ပြောပါတယ်။သူတို့နှစ်ယောက်ထိုင်ပြီးစကားပြောကြရင်အကီရာကသူ့ရဲ့ကိုပြောက်စွမ်းအားဟာအမြင့်ဆုံးအဆင့်ကိုရောက်နေပြီလို့ပြောပြလိုက်ပါတယ်။စာရန်ကလည်းအကီရာကိုစာကြည့်တိုက်ကနေဘာမှရမှာမဟုတ်ဘူးလို့ပြောပြီးသူ့ရဲ့စွမ်းရည်တွေပိုတိုးတက်လာအောင်ကူညီပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။အကီရာကအိမ်ပြန်ဖို့နီလန်းကိုမေးတဲ့အခါစာရန်ကသူလည်းမသိပေမဲ့ပိုတန်မာလာမှပဲအသက်ရှင်ပြီးအိမ်ပြန်လန်းကိုရှာတွေ့နိုင်မယ်လို့ပြောပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်ကြပြီးစာရန်ဟာအကီရာပထမဆုံးယုံကြည်ကိုးစားမိတဲ့လူသားတစ်ယောက်ဖြစ်လာပါတော့တယ်။အကီရာဟာစာရန်စီကနေဒီကဘာကြီးအကြောင်းသင်ယူပြီးကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုပြင်းပြင်းထန်ထန်နဲ့မမောနိုင်မပန်းနိုင်လုပ်ပါတယ်။ညနေခင်းတစ်ခုမှာအကီရာဟာစာရန်နဲ့သွားတွေ့ပြီးသူတွေ့ခဲ့တဲ့ဘရင်ကိုတော်လန်ဖို့အစီအစဉ်တွေရေးထားတဲ့စာအုပ်ကိုပြလိုက်ပါတယ်။စာရန်ကအဲ့ဒီစာအုပ်ကိုသူကိုယ်တိုင်ရေးခဲ့တာဖြစ်ပြီးဘရင်ကြီးဟာယူသွတ်တဲ့အရာတစ်ခုကိုလှုပ်တော့မှမို့တားဆီးဖို့စူးစမ်းနေတာလို့ရှင်းပြပါတယ်။အကီရာကသူတရေတိုက်ကိုရောက်တဲ့ပထမဆုံးညမှာတင်ဘရင်ကြီးကိုတပ်ပစ်နိုင်ခဲ့ပေမဲ့မတပ်ခဲ့ဘူးလို့ပြောပါတယ်။အဲ့ဒီနောက်တလတာအချိန်ဟာကုန်ဆုံးသွားပါတယ်။တလပြည့်တဲ့အခါအားလုံးကူတဲ့ဆင်းမှုပြင်ဆင်ကြပြီးအကီရာကတော့လူအုပ်ထဲကနေသူတို့ကိုဒေါသတကြီးစိုက်ကြည့်နေတဲ့ကောင်မလေးတယောက်ကိုသတိထားမိသွားပါတယ်။
အကီရာကဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲလို့မေးတဲ့အခါကောင်မလေးကသူတို့ကိုဒီကိုခေါ်ဖို့ကြီးမားတဲ့စတေးမှုတစ်ခုလုပ်ခဲ့ရတယ်လို့ပြောပါတယ်။သူတို့အားလုံးကူတဲကိုဝင်လာခဲ့ကြပြီးနတ်ဆိုးတွေရဲ့တိုက်ခိုက်မှုကိုခံရချိန်မှာစာရန်ကသူ့ရဲ့အစမ်းထက်လာတဲ့ဓာတ်ချက်နဲ့လမ်းကြောင်းကိုရှင်းလင်းပေးလိုက်ပါတယ်။အားလုံးကမြေပြင်ပေါ်ကထွက်ပေါက်စီကိုအပြေးလွှာသွားခဲ့ကြပေမယ့်သူတို့ဟာမြေအောက်ထဲမှာပဲပိတ်မိနေတုန်းဖြစ်ပြီးစာတိုကမင်းသမီးပေးခဲ့တဲ့မိခိုးပုံကိုတတိယကသုံးဖို့ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့မိခိုးပုံကိုပြစ်ပေါက်လိုက်တဲ့အခါထွက်ပေါ်လာတဲ့မိခိုးငွေတွေကြားထဲကနေကြောက်စရာကောင်းလာတဲ့မီနိုတော်ကြီးထွက်လာတဲ့အတွက်အဖွဲ့သားအလုံးဟာအကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားကြပါတယ်။အကီရာကတော့ရန်သူကိုချက်ချင်းပဲတိုက်ခိုက်လိုက်ပြီးမီနိုတော်ရဲ့ခေါင်းကိုဓမြောင်နဲ့ပြင်းပြင်းထန်ထန်ထိုးလိုက်ပေမဲ့လေသူ့ရဲ့ဓမြောင်ကအပိုင်ပိုင်ကျိုးပဲ့သွားခဲ့ပါတယ်။စာတိုကကြောက်လန့်တုန်လှုပ်ပြီးကျမ်းမြင့်ပေါ်မှာလဲကျနေချိန်မှာအကီရာကသူ့ကိုအနောက်မှာပဲနေဖို့နဲ့နတ်ဆိုးဘရင်ကိုနှိမ်နင်းရမယ်သူရဲ့ကောင်းဖြစ်တယ်လို့တတိပေးခဲ့ပါတယ်။တော်ဝင်တမှုဆိုင်ရန်ရောက်ရှိလာချိန်မှာအကီရာကသူ့ရဲ့ထူခြားလာတဲ့အရေးမော်ပညာကိုသုံးပြီးတိုက်ခိုက်ဖို့အကြံပြုခဲ့ပြီးစာရန်ကလည်းအကီရာရဲ့ပြတ်သားတဲ့မျက်လုံးတွေကိုမြင်ပြီးသဘောတူခဲ့ပါတယ်။စာရန်ကလျက်စီးမုံတိုင်းကိုတုံးပြီးမီနိုတော်ကိုအရင်ဆုံးတိုက်ခိုက်ကလှုပ်ရှားရခက်အောင်လှုပ်ထားချိန်မှာအကီရာကအနောက်ကနေတိုက်ခိုက်ဖို့အစဉ်သင့်ပြင်ဆင်လိုက်ပါတယ်။အကီရာကသူ့ရဲ့ထူးခြားလာတဲ့အရေးမော်ပညာကိုအသက်သွင်းလိုက်ပြီးကတ္တရာစီလိုအလွန်တရာမင်းနဲ့လာတဲ့အရေးစုကျွန်းတွေကိုမီနိုတော်စီကိုအရှိန်ဟုန်ပြင်းစွာနဲ့ဆေလွတ်လိုက်ပါတယ်။မီနိုတော်ကြီးကသူ့ရဲ့ကြီးမားလာတဲ့ပစိန်ကြီးနဲ့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့လည်းသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအရေးစုကျွန်းတွေနဲ့ထိုးနှက်ပြီးတွင်းနဲ့ကြီးတွေကိုဆွဲချကချိန်မုံလိုက်ပါတယ်။မီနိုတော်ကိုအောင်မြင်စွာအနိုင်ယူနိုင်ခဲ့ပေမဲ့လည်းအကီရာရဲ့စွမ်းအားတွေကထိမ့်မနိုင်သိမ်းမရတောင်းကျမ်းလာခဲ့ပြီးစာရန်ကချက်ချင်းရောက်လာကစွမ်းအားတွေပြန်လည်ထိန်းချုပ်နိုင်အောင်ကူညီပေးခဲ့ပါတယ်။စာရန်ရဲ့ကောင်းမွန်လာတဲ့လမ်းညွှန်မှုကြောင့်အကီရာဟာစိတ်ကိုပြန်လည်တည်ငြိမ်စေခဲ့ပြီးဂူထဲကနေဘေးကင်းစွာပြန်ရောက်တဲ့အခါစာရန်ကအားလုံးကိုစားကျေးဇူးတင်စကားလှိုက်လိုက်လဲပြောကြပါတယ်။စာရန်ကဒီလိုစွမ်းအားကြီးတဲ့အရေးမော်ပညာကိုနောက်တစ်ခါသတိထားပြီးသုံးဆွဲဖို့တတိပေးခဲ့ကပထမဆုံးသူရဲ့ကောင်းကြီးကိုယ်တိုင်သွန်လုပ်ခဲ့တဲ့ကာတာနာဓာတ်တလက်ကိုပေးအပ်လိုက်ပါတယ်။ဒီဓာကတော်ဝင်ဘန်နာတိုက်ကနေခိုးယူလာတာမို့လို့စာတိုကိုပေးရင်အဖမ်းခံရမှာဖြစ်ကြောင်းရှင်းပြပြီးအကီရာကဓာကိုလက်ခံကဓာပေါ်ကရေးထွင်းထားတဲ့စာသားတွေကိုဖတ်ကြည့်လိုက်ပါတယ်။ပထမဆုံးသူရဲ့ကောင်းနဲ့တွေ့ဆုံချင်းမိတယ်လို့တွေးရင်အကီရာကမင်းသမီးရဲ့အခန်းထဲကိုလျှို့ဝှက်စွာခိုးဝင်ကစာတိုကိုချိန်စာတိုက်ရမှာတုံးနေတဲ့မော်ပုံဆောင်ခဲကိုဖျက်ဆီးပစ်လိုက်ပါတယ်။မင်းသမီးကဒေါသတကြီးမင်းမြန်းချိန်မှာအကီရာကသူ့ရဲ့ဓာနဲ့ချိန်ရွယ်ပြီးဒါရီဟာဘရင်ကြီးရဲ့အမိန့်နဲ့စိတ်ခိုင်းချက်ကြောင့်လောက်ရတာဖြစ်ကြောင်းမင်းသမီးစီကနေသိရှိသွားခဲ့ပါတယ်။မင်းသမီးဟာဘရင်ရဲ့ရုပ်သေးရုပ်တရုပ်သားဖြစ်မှန်းသိရှိသွားပြီးနောက်အကီရာကပျက်စီးသွားတဲ့ပုံဆောင်ခဲအပိုင်းအစားကိုစာရန်စီယူဆောင်လာပြီးအဖြစ်မှန်ကိုတိုင်ပင်ခဲ့ပါတယ်။စာရန်ကမင်းသမီးဟာဘရင်ရဲ့ရုပ်သေးရုပ်ဖြစ်သွားပြီလို့ပြောပြီးအကီရာကိုအသက်အန္တရာယ်ကင်းဝေးစေဖို့ဒီညနန်းတော်ထဲမှာမအိပ်ဘဲအပြင်မှာပဲသွားအိပ်ဖို့တတိပေးခဲ့ပါတယ်။မင်းသမီးကအကီရာရဲ့အဆင့်တန်းကိုမသိလို့ကျင်းစာတိုက်လို့မရဘဲတက်ပစ်ဖို့စူးစမ်းလိမ့်မယ်လို့စာရန်ကရှင်းပြပြီးလူကြီးတယောက်အနေနဲ့ကာကွယ်ပေးဖို့ဟာသူ့တာဝန်ဖြစ်တယ်လို့ပြောပါတယ်။နောက်တနေ့မနက်မှာတော့နန်းတော်တွေကနေထွက်ပေါ်လာတဲ့ဆူညံတန်တွေကြောင့်အကီရာနိုးလာခဲ့ပြီးအပြင်ထွက်ကြည့်တဲ့အခါတက်မှုစာရန်သေဆုံးသွားပြီဖြစ်ကြောင်းစာတိုကပြောပြပါတော့တယ်။အကီရာဟာသတင်းဆိုးကြောင့်တုန်လှုပ်သွားပြီးလူအုပ်ကြားကနေစာရန်ရဲ့တမိတ်ခန္ဓာကိုယ်စီကိုအမြန်ပြေးသွားခဲ့ပါတယ်။ရှင်ဘက်မှာဓာတ်ဆိုင်ပြီးသေဆုံးနေတဲ့စာရန်ကိုကြည့်ပြီးအကီရာဟာအလွန်ဝမ်းနည်းသွားပါတယ်။ဒါပေမဲ့အတန်းဖော်ရီကတော့အကီရာကိုပဲလူသက်သမားလို့တန်တရားဝင်ပြီးဟန်ဆောင်မနေဖို့ဝိုင်းဝန်းဆွဆွဲကြပါတယ်။စာရန်ကိုတက်တဲ့ဓာတ်ဟာသူ့ဓာတ်ဖြစ်တယ်လို့ပြောကြပေမဲ့အကီရာကတော့သူ့ဓာတ်ဟာအရင်ကတည်းကပျက်စီးသွားပြီလို့ပြန်ညင်ပါတယ်။ဘယ်သူကမှသူ့စကားကိုနားမထောင်ကျင်ကြပဲအကီရာဟာယုံကြည်လို့မရပဲလျှို့ဝှက်လုံးနဲ့သူဖြစ်တယ်လို့သာဆွဆွဲပြောဆိုကြပါတယ်။စာတိုတယောက်ပဲအကီရာဘက်ကကာကွယ်ပေးခဲ့ပေမဲ့ဘရင်ကြီးကတော့အကီရာကိုကွပ်မျက်ဖို့ချက်ချင်းအမိန့်ထုတ်လိုက်ပါတယ်။ဘရင်စစ်တီတွေဖမ်းဖို့ပြင်ချိန်မှာအကီရာဟာကိုပြောက်ဆွမ်းရည်ကိုတုံးပြီးအားလုံးရှိကနေလျင်မြန်စွာလွတ်မြောက်သွားပါတယ်။အကီရာဟာဒုတိယတက်မှုဂင်းစီကိုရောက်သွားခဲ့ပြီးဂင်းကစာရန်ကိုတက်တာဟာဘရင်ကြီးရဲ့ဓာတ်ရိုက်စေခိုင်းမှုကြောင့်လို့ရှင်းပြပါတယ်။စာရန်ဟာဒီလိုဖြစ်လာမယ်လို့ကြိုသိနေတဲ့အတွက်အကီရာလွတ်မြောက်ဖို့လိုအပ်မဲ့ခီးဆောင်ပစ္စည်းတွေကိုသူ့အခန်းထဲမှာကြိုပြင်ဆင်ပေးထားခဲ့တာပါ။အကီရာဟာပစ္စည်းတွေကိုသွားယူခဲ့ပေမဲ့အလျင်စလိုဖြစ်နေလို့စပွဲပေါ်ကအိတ်အသေးလေးကိုတော့ချန်ထားခဲ့မိပါတယ်။ညဘက်မှာတော့ဘရင်ကြီးနဲ့မင်းသမီးတို့ဟာစာရန်ကိုအလွယ်တကူရှင်းနိုင်လို့အောင်ပွဲခံနေပြီးအတန်းဖော်တွေကိုလည်းကျင်းစာနဲ့ထိန်းချုပ်ထားနိုင်ပြီလို့ပြောကြပါတယ်။ဒါအပြင်အကီရာကိုလည်းအမြန်ဆုံးရှင်းပြဖို့အတွက်လူသက်သမားတွေကိုထပ်မံဆေလွတ်လိုက်ကြပါတယ်။ထို့အချိန်မှာတော့အကီရာဟာစာရန်ရဲ့အကြံပြုချက်အတိုင်းရန်သူတွေလိုက်မရှာနိုင်တဲ့မြေအောက်လိုင်ကူနတ်ရှိုင်းရာစီကိုဝင်ရောက်လာခဲ့ပါတယ်။စာရန်ကဒီလိုင်ကူဟာအန်ဒီရယ်များပေမဲ့စွမ်းရည်တိုးတက်ဖို့အကောင်းဆုံးဖြစ်ပြီးအဆင့်တက်လာရင်ကိုရနန်းနဲ့အပူချိန်ကိုပါဖြောင်းနိုင်မယ်လို့ပြောပူပါတယ်။အကီရာဟာလိုင်ကူထဲမှာကြောက်စရာကောင်းတဲ့မိနတ်ဆိုးခွေးတွေကိုတိုက်ခိုက်ပြီးပုံမတန်မာလာဖို့အတွက်စွမ်းရည်အဆင့်တွေတက်အောင်ကြိုးစားပါတော့တယ်။သူဟာလိုင်ကူရဲ့အနက်ရှိုင်းဆုံးအခန်းကိုရောက်သွားတဲ့အခါအလွန်ကြီးမားတဲ့နတ်ဆိုးချင်းသေးကြီးနဲ့ရင်ဆိုင်တွေ့ပြီးထိုချင်းသေးကချက်ချင်းတိုက်ခိုက်လာပါတယ်။အကီရာဟာနတ်ဆိုးချင်းသေးရဲ့အစိတ်ရှိတဲ့မွေးအမီကြောင့်အငိုက်မိသွားပြီးချင်းသေးကြီးရဲ့လက်သေးချက်အောက်မှာပြင်းထန်တဲ့ဒဏ်ရာတွေရရှိသွားပါတယ်။ဒါပေမဲ့သူဟာလက်လျှော့မသွားဘဲသူ့ရဲ့အရေးမော်စွမ်းအားကိုအစွမ်းကုန်သုံးလိုက်ပြီးထိုစွမ်းအားကနတ်ဆိုးချင်းသေးကြီးကိုချက်ချင်းအပိုင်းပိုင်းဖြတ်တောက်လိုက်ပါတယ်။အကီရာဟာတတိမေလဲကျသွားပြီးမဲ့သူ့ရဲ့အသက်ကိုကာကွယ်ဖို့အရေးမော်စွမ်းအားကအလိုလျောက်ပေါ်ထွက်လာပြီးဒဏ်ရာအလုံးကိုပြန်လဲကုသပေးပါတော့တယ်။တစ်ဖက်မှာတော့စာတိုဟာအတန်းဖော်တွေကိုနတ်ဆိုးဘရင်ကိုသွားတိုက်ဖို့တိုက်တွန်းပေမဲ့ကျင်းစာမိနေတဲ့အကြောင်းသားများစုကတော့ညှင်းဆန်နေကြလို့တူတူတွေသွားဖို့ပြင်ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲကျင်းစာဘေးကနေလွတ်မြောက်နေတဲ့အတန်းဖော်အချို့ရှိနေပြီးသူတို့ကစာတိုနဲ့အတူလိုက်ပါဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အာဆာဟီကသူတို့ရဲ့ကျင်းစာပြဲသွားခြင်းဟာထူးဆန်းတဲ့ကြောက်တုံတွေကိုဖျက်ဆီးခဲ့လို့ဖြစ်ပြီးဒါဟာဂီလ်ကစာရန်ရဲ့အမိန့်အတိုင်းလျှို့ဝှက်ကူညီပေးခဲ့တာဖြစ်ပါတယ်။
အာဆာဟီဟာအကီရာကိုကူညီဖို့အတွက်သူတို့တစုနဲ့အတူခရီးဆက်လာရင်အရင်ကဘာမှာအကီရာနဲ့အတူအလုပ်လုပ်ရင်ခင်မင်ခဲ့ကြပြီးညီမလေးတွေကြောင့်ပုံမရင်းနှီးခဲ့ကြပုံကိုပြန်လည်သတိရနေပါတော့တယ်။အကီရာဟာသူ့ခန္ဓာကိုယ်ကအရင်ကထက်အများကြီးပိုပြီးနေလို့ကောင်းလာတာကိုသတိထားမိသွားပြီးသူ့ရဲ့အခြေအနေပြစာမျက်နှာကိုဖွင့်ကြည့်လိုက်ပါတယ်။အန်တိုစရာကောင်းတာကသူ့ရဲ့အဆင့်တွေတက်လာရုံနဲ့မကပဲသွေးပမာဏကလည်းအပြည့်ပြန်ဖြစ်နေပါတယ်။ဒါတွေမကသေးပဲသူတခါပဲသုံးဖို့တဲ့အရေးမော်ပညာကလည်းအဆင့်9အထိတက်သွားခဲ့တာပါ။ဒါကဘလို့ဖြစ်နိုင်လဲဆိုတာနားမလည်နိုင်ပေမဲ့အချိန်များကြီးမရှိတာကြောင့်တန်းကျင်အောက်ထပ်တွေစီကိုပဲဆက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မကြခင်မှာပဲသူဟာ85ထက်မြောက်ကိုရောက်ရှိလာပြီးအဲ့ဒီနေရာမှာဂျယ်လီလိုတရဝါတကောင်ကတိုက်ခိုက်လာရမှာချက်ချင်းပဲအဲ့ဒီတရဝါကိုဓာတ်နဲ့ပိုင်းခြားလိုက်ပါတယ်။အချိန်လေးကိုနားမလည်နိုင်လို့သူတခါမှမသုံးဘူးသေးတဲ့ကမ္ဘာမျက်လုံးစွမ်းရည်ကိုသုံးကြည့်ရမှာခေါင်းထဲကိုကြောက်စရာမြင်ကွင်းတွေအတင်းဝင်လာပြီးနာကျင်မှုကိုခံစားလိုက်ရပါတယ်။သူဟာစွမ်းရည်ကိုချက်ချင်းပြန်ပိတ်လိုက်ရပြီးအဲ့ဒီချိန်မှာပဲနိုးလာတဲ့အမီလီယာကအဆင်ပြေပါတယ်လို့ပြောပေမဲ့အကီရာကတော့သူမရဲ့သွေးအလွန်နေနေတာကိုသိနေခဲ့ပါတယ်။သူမလည်းကမ္ဘာမျက်လုံးရှိပြီးသူ့အခြေအနေကိုကြည့်ထားပြီးပြီဆိုတာအကီရာရိပ်မိနေခဲ့ပါတယ်။မကြခင်မှာပဲသူမဟာမူမေးပြီးလဲကျသွားခဲ့ပါတယ်။သူမဖျားနေတာသိလိုက်တဲ့အကီရာဟာရေရှိတဲ့69ထက်မြောက်ကိုပွေ့ချီခေါ်လာခဲ့ပြီးနိုးလာတဲ့အခါမှာတော့ရေတိုက်ပြီးပူပူနွေ့နွေ့ဆံပြုတ်ကိုကျွေးမွေးပြုစုပေးခဲ့ပါတယ်။ရေရနိုင်တဲ့အနည်းဆုံးနေရာမို့လို့ဖြစ်ကြောင်းသူကရှင်းပြပြီးအနားယူဖို့ပြောပါတယ်။အမီလီယာကကျေးဇူးတင်စကားပြောရင်သူမဟာမင်းသမီးတစ်ပါးဖြစ်တယ်လို့ဖွင့်ဟလိုက်ပါတယ်။နေကောင်းသွားတဲ့အမီလီယာဟာအကီရာနဲ့အတူ80ထက်မြောက်ကိုဆက်သွားပါတယ်။တိုက်ပွဲထဲမှာဆွဲငင်အားမော်နဲ့ကူညီပေးပေမဲ့အကီရာကတော့သူမဘေးကင်းမှုပဲလိုလားပါတယ်။သူတို့နေရာဟာဘော့စ်အခန်းထဲရောက်ရှိသွားပြီးတကယ်ကိုကြောက်စရာကောင်းတဲ့ငကားကြီးနဲ့ရင်ဆိုင်ရာကငကားကြီးကပြလွင်နဲ့မိတောက်တွေနဲ့မှုတ်ထုတ်တိုက်ခိုက်လာပါတယ်။အကီရာတီရှိမှုဖုံးကွယ်ထားစဉ်အမီလီယာကဆွဲငင်အာမော်နဲ့ငကားကိုဖိနှိပ်ထားပေးပါတယ်။ဒါပေမဲ့ငကားကြီးကမာနာကနေတဆင့်အကီရာကိုသိရှိပြီးရိုက်ထုတ်ပစ်လိုက်ပါတယ်။ပတ်ဝန်းကျင်မာနာနဲ့ရောနော်ဘူးအမီလီယာကအကြံပေးပေမဲ့အကီရာဟာသူ့နီလန်တိုင်းပဲစက်တိုက်ခိုက်ပြီးအရေးမော်နဲ့တိုက်ခိုက်ကမျက်လုံးကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပါတယ်။ငကားကြီးလဲကျသွားပြီးနောက်သူ့ခန္ဓာကိုယ်ကနေအလင်းတွေထွက်လာပြီးတော့ကြီးမားတဲ့ကြောင်နယ်ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရပါတယ်။အမီလီယာကကမ္ဘာမျက်လုံးနဲ့ကြည့်ရှုပြီးဒီကြောင်ဟာရုပ်ဖြတ်တတော်ဝါဖြစ်ပြီးငကားအတုဖြစ်ဟန်ဆောင်ထားတာလို့ပြောပြပါတယ်။အမီလီယာကအဲ့ဒီစွမ်းရည်ကိုသုံးနိုင်တာမြင်ပြီးအကီရာတွေးတောနေခဲ့ပေမဲ့အမီလီယာကတော့အကီရာဟာစွမ်းရည်ကိုလက်မခံဘဲညှင်းဆန်နေတာကြောင့်လို့ယူဆနေပါတယ်။အဲ့ဒီချိန်မှာကြောင်နယ်ကြီးကနိုးလာပြီးစကားပြောလာပါတယ်။သူဟာရှုံးနေသွားလို့စိတ်ပြက်မိကြောင်းနဲ့နှက်ဆိုးပရင်ဖန်တီးထားတဲ့တာလွန်သိဉဏ်ရှိသူဖြစ်ကြောင်းပြောပါတယ်။အကီရာကဒါတွေကိုဂယုမဆိုင်ပဲပြန်မတိုက်နိုင်တော့တာကိုထောက်ပြတဲ့အခါကြောင်နယ်ကြီးကနှက်ဆိုးပရင်ဟာအကီရာကိုရုန်းကန်ပြီးတောင်ရဲတိုင်းမှာစောင့်နေတယ်လို့ပြောပါတယ်။အကီရာကတန်တရားဝင်သွားပြီးနတ်ဆိုးဘရင်ကသူ့အကြောင်းဘလို့သိလဲလို့မေးပါတယ်။ကြောင်နယ်ကြီးကတော့နတ်ဆိုးဘရင်ဟာအလွန်တာလွန်တဲ့သူမို့ထပ်မပြောတော့ပဲတက်ပစ်ဖို့ပဲတောင်းဆိုပါတယ်။အကီရာကတက်ဖို့ညင်ပေမဲ့ကြောင်နယ်ကြီးကတက်ပစ်ဖို့ထပ်ပြောပါတယ်။အမီလီယာကလည်းဘော့စ်ကိုမတက်ရင်တကားပွင့်မှာမဟုတ်ဘူးလို့တတိပေးတော့ကြောင်နယ်ကြီးကလည်းထောက်ခံလိုက်ပါတယ်။ကြောင်နယ်ကြီးကအကီရာကိုသူ့ကိုဘာလို့မတက်ချင်ရတာလဲလို့မေးလိုက်ပါတယ်။အကီရာကလည်းသူကကြောင်ချစ်တတ်တဲ့သူဖြစ်ပြီးဒီကြောင်နဲ့ကစကားပြောနိုင်လို့ပါလို့ပြန်ဖြေလိုက်ပါတယ်။ကြောင်နဲ့ကြီးကိုမတက်ဖဲနဲ့ဒီခန်းထဲကနေအတူတူထွက်သွားလို့ရမယ်။တခြားနီလန်တစ်ခုခုရှိလိမ့်မယ်လို့အကီရာကယုံကြည်နေပါတယ်။အမီလီယာကတခြားနီလန်တစ်ခုကိုတတိယသွားပြီးအကီရာကဒီကြောင်နဲ့ကြီးနဲ့စာချုပ်ချုပ်ပြီးသူ့အစီကံဖြစ်တမန်လိုက်ရင်တကားကြီးပွင့်သွားမယ်လို့ပြောပြပါတယ်။ဒါပေမဲ့ကြောင်နဲ့ကြီးကတော့ရေးပြီးအကီရာမှာအဲ့ဒီအရေးချင်းမရှိဘူးလို့ပြောပါတယ်။အမီလီယာကတော့ညင်ပြီးအကီရာကစောစောကတိုက်ခိုက်မှုမှာမာနာကိုခန္ဓာကိုယ်အပြင်ဘက်အထိထုတ်သုံးပြခဲ့တာမို့ပထမဆုံးသူရဲ့ကောင်းလို့စွမ်းရည်မျိုးရှိနေပြီလို့ပြောလိုက်ပါတယ်။စာချုပ်ချုပ်ရင်ကြာရှုံးသွားရင်တော့နှစ်ယောက်စလုံးအသက်ဆုံးရှုံးနိုင်တယ်လို့လည်းသတိပေးလိုက်ပါတယ်။အကီရာကတော့စွန့်စားဖို့အဆင်သင့်ပါပဲ။ကြောင်နဲ့ကြီးကလည်းတရားမှာကိုမကြောက်ဘူးလို့ပြောတဲ့အတွက်အကီရာကသူ့ရဲ့ပေါ်ပြက်သဘောထားကိုဒေါသထွက်သွားပါတယ်။ဒါကြောင့်အကီရာကသူ့ကိုနောက်မှဆုံးမရမယ်လို့တွေးပြီးစာချုပ်ချုပ်မဲ့နီလန်ကိုစမိလိုက်ပါတယ်။ပထမဆုံးအဆင့်ကတော့ကြောင်ကိုနာမည်အသစ်ပေးရမှာဖြစ်လို့အကီရာကသူ့ကိုနိုင်လို့နာမည်ပေးလိုက်ပါတယ်။ဒုတိယအဆင့်အနေနဲ့ကြောင်ရဲ့ခြေပွားတဲ့ကိုမာနာရီထည့်ပေးရမှာဖြစ်ပြီးအမီလီယာကတော့စားလုပ်ပြီးရင်နောက်ဆုံးလို့မရတော့ဘူးလို့သတိပေးလိုက်ပါတယ်။အကီရာကနိုင်ရဲ့ခြေပဲပေါ်လက်တင်ပြီးမာနာရီစီးဆင်းစေတဲ့အခါအပြင်းနဲ့လိုင်းလုံးကြီးတစ်ခုတည်းနှမြုပ်သွားသလိုခံစားလိုက်ရပါတယ်။သူဟာရုတ်တရက်ဆိုသလိုမီးလောင်ကျွမ်းနေတဲ့မြို့ပြကြီးတစ်ခုတည်းကိုပြုတ်ကျသွားပြီးအကြီးအကျယ်ထိတ်လန့်သွားပါတယ်။နိုင်ကမြို့တွေကလူတွေကိုလိုက်တက်နေတာကိုအကီရာမြင်လိုက်ရပါတယ်။သူကနိုင်ကိုတားဖို့ကြိုးစားပေမဲ့နိုင်ရဲ့အမောင်မာနာတိုက်ခိုက်မှုကြောင့်ပြင်းပြင်းထန်ထန်ထိခိုက်သွားပါတယ်။နိုင်ကအကီရာကိုအချိန်မဆွဲပဲသူ့ကိုတတ်ဖို့ပြောပေမဲ့အကီရာကမတတ်ချင်တဲ့အတွက်နိုင်ကသူ့ရဲ့လက်သေးတွေနဲ့ထပ်ပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ပါတယ်။ဒီအိမ်မက်ကဘာတွေကထိခိုက်မှုတွေဟာလက်တွေ့ကဘာမှာရှိတဲ့အကီရာခန္ဓာကိုယ်ကိုပါတက်ရောက်လာတာမို့သူကတမြောင်နဲ့ပြန်ပြီးခုခံမှုအဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အကီရာကတိုက်ခိုက်မဲ့အစားနိုင်ရဲ့လက်သေးတွေနဲ့အတိုက်ခံဖို့ရွေးချယ်လိုက်တာကြောင့်ကြောင်နဲ့ကြီးလဲအံ့ဩသွားပါတယ်။အကီရာကသူ့ကိုမသက်ချင်ဘူးလို့ပြောလိုက်ပြီးနိုင်ကိုယ်တိုင်လည်းဘသူ့ကိုမှမသက်ချင်ဘူးဆိုတာသူသိတယ်လို့ပြောပါတယ်။နိုင်ကတော့နတ်ဆိုးဖြစ်လို့သက်ချင်စိတ်ကိုမထိန်နိုင်ဘူးလို့ပြန်ပြောပါတယ်။အကီရာကနိုင်ကိုမကြောက်မရွံ့ပဲသူ့လက်သေးတွေကိုဖတ်ထားပြီးနောက်ဆိုသက်ဖြတ်စရာမလိုအောင်သူကိုယ်တိုင်စောင့်ရှောက်ပေးမယ်လို့ကြေညာပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့အိမ်မက်ကဘာကြီးဟာတဖြည်းဖြည်းပျောက်ကွယ်သွားပြီးနိုင်လည်းကြောင်လေးတစ်ကောင်ဖြစ်ပြောင်းလဲပြီးအကီရာရင်ခွင်ထဲမှာငြိမ်ချမ်းသွားပါတယ်။အကီရာလက်တွေ့ကဘာကိုပြန်ရောက်လာပြီးနိုင်ကိုထိလိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်စလုံးရဲ့ခန္ဓာကိုယ်ပေါ်မှာရွှေရောင်စာချုပ်အမှတ်အသားပေါ်လာပါတယ်။စာချုပ်အောင်မြင်သွားတာကိုအမီလီယာကဝမ်းသာအားရပြောပြလိုက်ပြီးနိုင်ကလည်းနိုးလာပြီးတော့အကီရာကိုသူ့ရဲ့သခင်ဖြစ်လက်ခံလိုက်ပါတယ်။နိုင်ကအမီလီယာကိုလည်းအတိမတ်ပြုလိုက်ပြီးအကီရာရဲ့တငယ်ချင်းမို့
သူ့ကိုလည်းလေးစားမှုရှိတယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲချန်ပီယံပေါ်မှာအောင်မြင်မှုမော်အဝိုင်းကြီးပေါ်လာပေမဲ့အကီရာကတော့တစုံတစ်ခုကိုစဉ်းစားနေပုံရပါတယ်။နောက်တစ်ထပ်ကိုသွားဖို့အကီရာကပြောပေမဲ့နိုင်ကတော့တကားကပွင့်နေမှမို့အရင်နာဖို့အကြံပြုလိုက်ပါတယ်။တစ်ဖက်မှာလည်းစာတိုနဲ့သူ့အဖွဲ့သားတွေဟာဂျပန်ရှီဟောင်းပုံစံမျိုးလေးတစ်မျိုးစီရောက်ရှိလာကြပါတယ်။စာတိုကတော့နတ်ဆိုးဘရင်ကိုအနိုင်ယူတာဟာမူလကဘာကိုပြန်ဖို့အကောင်းဆုံးနည်းလမ်းပဲလို့ယူဆနေပါတယ်။ဘရင်နဲ့မင်းသမီးကပဲသူတို့ကိုပြန်လွှတ်ပေးနိုင်မယ့်နည်းလမ်းကိုသိလိမ့်မယ်လို့ထင်နေတာပါ။ဒါပေမဲ့အာဆာဟီကတော့မသွားခင်အကီရာနဲ့အရင်ဆုံးပြန်လည်ပူးပေါင်းတင်တယ်လို့ပြောပါတယ်။အကီရာဟာတခြားသူတွေထက်ပိုပြီးလင်းမြန်စွာတန်မာလာနေတယ်လို့သူ့ရဲ့အာယုံကပြောနေလို့ပါ။အဖွဲ့သားတွေကြားမှာအကီရာနဲ့ပတ်သက်ပြီးအငင်းပွားလာကြတဲ့အခါမိန်းကလေးတွေကကြားဝင်ပြီးစာတိုရဲ့သဘောထားကိုမေးမြန်းလိုက်ကြပါတယ်။စာတိုကလည်းအကီရာတန်မာနေပြီဆိုတာလက်ခံပေမဲ့သူတို့နဲ့ပူးပေါင်းဖို့တော့တန်တရားရှိနေပါတယ်။သူတို့ငငယ်ကလေးကအတန်းဖော်ဖြစ်ခဲ့ပေမဲ့အကီရာကသူ့ကိုအခုထိမမှတ်မိသေးဘူးလို့စာတိုကပြောပြပါတယ်။တန်ရှင်းသောဓာတ်ကပဲနတ်ဆိုးဘရင်ကိုတတ်နိုင်မှမို့သူတို့တွေလည်းတန်မအောင်ဒီမှာပဲစောင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာတော့အမီလီယာဟာသူမကိုကိုပိုင်ညီမဖြစ်သူကနိုင်ငံကနေမောင်းထုတ်ခဲ့ပြီးညီမဖြစ်သူရဲ့လက်ပါစီတွေကလည်းသူမကိုတတ်ဖို့အတွက်အသေးအတန်လိုက်ရှာခဲ့ကြတဲ့အတိတ်ကိုပြောပြနေပါတယ်။ရန်သူတွေဝိုင်းထားလို့အမီလီယာဟာမြေဆွဲအောင်မော်နဲ့6အောက်ကမြစ်ထဲခုန်ချကလွတ်အောင်ပြေးခဲ့ရပါတယ်။အဲဒီနောက်စလိုင်းကောင်ကြီးတစ်ခုကသူမကိုမျိုးချလိုက်ပြီးတတိယလာတဲ့အခါမှာတော့အကီရာကသူမကိုကယ်တင်ပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ကတော့စလိုင်းတွေဟာလူကိုမစားတတ်သလိုစားခဲ့ရင်တော့အစာချေဖြတ်ခဲ့ရမှာဖြစ်လို့တန်တရားဖြစ်နေပါတယ်။အမီလီယာကတော့အကီရာနဲ့တွေ့ဆုံပေးခဲ့တဲ့စလိုင်းကောင်ကိုကျေးဇူးတင်နေပါတယ်။အကီရာကသူမရဲ့ညီမနဲ့ပြန်လည်သိမြတ်အောင်စူးစမ်းဖို့အကြံပြုပါတယ်။သူမလည်းဂျပန်မှာညီမလေးတယောက်ရှိပြီးအမြဲတမ်းစိတ်ကောက်တက်ပေမဲ့လည်းသူဟာညီမလေးကိုစွန့်ရင်ပေးကြောင်းပြောပြပါတယ်။နိုင်တိုကအကီရာကိုမိသားစုနဲ့ပြန်တွေ့ဖို့ပြန်ကျင်လာလို့မေးကြပါတယ်။အကီရာကပြန်ကျင်ပေမဲ့မပြန်ခင်မှာသူ့ကိုရှင်သန်နေတင်ပေးခဲ့တဲ့တမှုစာရန်အတွက်ကလေးစားချေဖို့ဆုံးဖြတ်ထားပါတယ်။တမှုစာရန်ကိုလှုပ်ကြံခဲ့တဲ့ဘရင်နဲ့မင်းသမီးကိုတပ်ပြစ်မယ်လို့အကီရာကဒေါသတကြီးကြုံရလိုက်ပါတယ်။သူ့ရဲ့ပြင်းထန်လာတဲ့တပ်ဖြတ်လိုစိတ်ကြောင့်ထိတ်လန့်သွားတဲ့အမီလီယာကသူ့ကိုအော်ခေါ်ပြီးသတိပြန်ဝင်လာအောင်လုပ်ပေးလိုက်ရပါတယ်။အကီရာကတင်းမာမှုကိုရှော့ချဖို့လက်အိတ်နဲ့နိုင်ကိုကစားပေးလိုက်ပါတယ်။နိုင်ဟာကြောင်တကောင်လိုလက်အိတ်ကိုလိုက်ဆွဲကစားနေတာမြင်တော့အိမ်မွေးကြောင်တွေကဒီမှာလည်းအလုပ်ဖြစ်လို့သူပြောသွားပါတယ်။သူတို့နိုင်ရဲ့အမွေတွေကိုပုတ်သက်ဆော့ကစားနေကြပါတယ်။နိုင်ကသူတို့ဝိညာဉ်တွေဆက်နွယ်နေလို့ပေါ်ဆဆမနေဖို့သတိပေးပေမဲ့အကီရာကတော့နိုင်နဲ့ကစားရတာကိုပဲသဘောကျနေပါတယ်။အဲဒီနောက်ဒန်ဂျွန်ကနေထွက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အကီရာကတယ်လီပို့မော်အဝိုင်းကဘယ်ကိုပို့မလဲမေးပေမဲ့နိုင်လည်းမသိပါဘူး။အကီရာကနတ်ဆိုးနဲ့မြေရောက်ရင်ဒီမော်တက်တဲ့သူတွေကိုရှာဖို့စိတ်ကူးပါတယ်။အမီလီယာကဒီမော်ဝိုင်းတွေဟာဝင်တဲ့သူတွေရဲ့စိတ်ထဲကတောင်းတဆုံးနေရာကိုပို့ပေးတတ်ကြောင်းသတိရသွားပါတယ်။လူအများကြီးဝင်ရင်တော့စိတ်ဆန္ဒအပြင်းပြဆုံးဖြစ်တဲ့လူတစ်ယောက်ရဲ့ဆန္ဒအတိုင်းပို့ပေးမှာပါ။အမီလီယာကအကီရာသွားလိုတဲ့နေရာကိုအတူတူလိုက်သွားမယ်လို့ပြောပြီးတယ်လီပို့မော်အဝိုင်းထဲကိုဝင်လိုက်ကြပါတယ်။အကီရာဟာမိသားစုစီပြန်ချင်းပေမဲ့ကလေးစားချီလိုစိတ်ကပိုပြင်းထန်နေပါတယ်။တယ်လီပို့မော်အဝိုင်းအလုပ်လုပ်ပြီးနောက်သူတို့ဟာကြီးမားလာတဲ့ကမ္ဘာတစ်ပင်ကြီးရှိရာ elf တွေရဲ့တောအုပ်ထဲကိုရောက်ရှိသွားကြပါတယ်။အမီလီယာကတော့အံ့အားသင့်ပြီးထိတ်လန့်နေပါတယ်။ချက်ချင်းပဲတစ်ပင်ပေါ်က elf လေးသမားတစ်ယောက်ကအမီလီယာစီကိုမြားနဲ့ပစ်ခတ်လိုက်ပါတယ်။ကန်ကောင်းစွာနဲ့ပဲအကီရာကရိပ်မိပြီးအမီလီယာကိုအချိန်မီဆွဲဖယ်ကကယ်တင်ပေးလိုက်နိုင်ပါတယ်။အကီရာကရန်သူများကိုပေးဖြတ်ပြီးလေသမားလီယန်ကိုလျင်မြန်စွာဖမ်းဆီးလိုက်ပါတယ်။ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီ။သူတို့ကို elf city တွေဝိုင်းထားကြပြီးအမီလီယာရဲ့ညီမဖြစ်သူကီလီကာကိုရိုင်းလည်းတပ်ဖို့ရောက်လာပါတော့တယ်။